တနင်္လာနေ့နံလေးအတွက်လို့ပြောလိုက်တာနဲ့ဘယ်ရနာလေးကိုပြေးမြင်မိလဲမမင်ကတော့အကျက်တေမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနေတယ်ပလဲရနာလေးကိုအရင်ဆုံးပြေးမြင်မိပါတယ်နော်ဟယ်လိုအခုမမင်က10ကျော်တက်ရွယ်20ဝန်းကျင်ကောင်မလေးတွေအကြိုက်တွေ့စီမဲ့ပလဲဆက်လေးကိုဝစ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်I will have to hold my breath, we down on one knee, because you only want to hold me when I'm looking good enough. Did you ever fool me? Would you ever get your rest? We took my time and had aခုမမင်းကတော့အသက်လက်ပိုင်းမမတွေတိုက်တွေ့စီမဲ့ပလဲဆက်လေးကိုဝစ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီတစ်ခါမမင်းကတီတီတို့မမေတို့တိုက်တွေ့ရှင်နဲ့ပလဲဆက်လေးကိုဝတ်ပြပေးသွားမှာပဲဖြစ်ပါတယ်